အားလုံးမင်္ဂလာပါယနေ့ထိတာတက်ရှင်ခွင့်ပေးတဲ့ဖျားခင်ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်ဓမ္မမင်းဆွေများအားလုံးဒီလဲနေကောင်းကြမှာလေးမယ်လို့မျှော်လင့်ပါတယ်အခြေနဲ့ငယ်ရတဲ့အခိုက်မှာတမန်ကျမ်းစာကိုအနှဲငယ်ဆင်ခြင်ကြပါစို့90ခုမြောက်သောဆန္လံအပိုက်ငယ်15ကိုဘယ်လိုရေးထားလဲအမှုရောက်ဒီကာလငါ့ကိုပထနာပြုလောငါဒီကဲလူမီတင်ဒီလဲငါ့ကိုချီးမွမ်းရလိမ့်မည်အာမင်ဘုရားသခင်နှုတ်ကပတ်တော်ဟာဤတို့မေ့ဆိုထားပါတယ်ဘယ်လိုအမှုမျိုးမဆိုဘယ်လိုအခက်ခဲမျိုးမဆိုဘယ်လိုပြဿနာမျိုးမဆိုလူတိုင်းကြုံရတတ်ပါတယ်ကျွန်တော်ကြုံနေရတဲ့အခက်ခဲနဲ့မိတ်ဆွေကြုံနေရတဲ့အခက်ခဲပြဿနာတူကောင်းတူနိုင်လိမ့်မယ်မတူပေမဲ့ကျွန်တော်တို့ကြုံနေတဲ့အခက်ခဲပြဿနာအမှုမှန်သမျှကြုံရတဲ့အခါမှာဘုရားသခင်ကိုဆုတောင်းကြပါစို့ပတ်စာရှိလို့အမှုမရောက်ဘူးပညာရှိလို့အမှုမရောက်ဘူးယာထုရှိလို့တက်ခါရှိလို့အမှုမရောက်ဘူးလို့ဘယ်သူမှမပြောနိုင်ဘူးသူ့နေရာနဲ့သူလူတိုင်းအခက်ခဲပြဿနာတွေကြုံနိုင်မှာပါထို့သောအခက်ခဲပြဿနာမှတမျှကိုကြုံလာတဲ့အခါမှာဘုရားသခင်ကိုဆုတောင်းရအောင်ဘုရားသခင်ကဂတိတော်ပေးထားပါတယ်ငါဒီကယ်လူမယ်တင်ဒီလဲငါကိုချီးမွမ်းရလိမ့်မယ်လို့ပြောတာဖြစ်ပါတယ်အာမင်ကျွန်တော်ကျမတို့အခက်ခဲပြဿနာမာတမျှကိုကြုံရတဲ့အခါမှာအမှုရောက်နေတဲ့အခါမှာဒုက္ခရောက်နေတဲ့အခါမှာဘုရားခင်ကိုဆုတောင်းကြပါစို့ကျမ်းနာရသူအလုံးပေါင်းဘုရားခင်ကောင်းကြီးပေးပါစေအာမင်